အရှင်ဘုရားတဲ့ယဟန္တာများဟာတဲ့အဟာရစားတော့ဘယ်လိုစားပါလဲဘုရားတဲ့အဲ့တော့သူကယဟန္တာစားတော့မေးတော့အဲ့တော့ဥစဉ်ကလေးစိတ်ခွဲပြောလိုက်တာအရှင်ဘုရားယဟန္တာစားတာအဲ့တော့လေးစိတ်ခွဲပြောမှအရှင်ဘုရားသိမှာပေါ့သောတာပန်စားတာဘယ်စားမျိုးသရဂံစားတာဘယ်စားမျိုးအနာဂံစားတာဘယ်စားမျိုးယဟန္တာတို့ဤစားတာဘယ်စားမျိုးသောတာပန်တို့ဤစားတဲ့ဥစ္စာကဘယ်ဟာစားလဲတဲ့ယုတ်ဤနာဤလက္ခဏာယုတ်ဤလက္ခဏာနဲ့စားတယ်ဘယ်လိုစားလဲအာဟာရစားတဲ့အချိန်ခါမှာတကား6ပေါက်ကသူကလက္ခဏာသဘာဝသာမြင်ညသဘောကိုမြင်နေတယ်ဘယ်လိုမြင်နေလဲမြင်တာလဲနာဤလက္ခဏာခံစားတဲ့သဘောကြားလိုက်တဲ့အသံလည်းခံစားတဲ့သဘောနာလိုက်တဲ့အနံလည်းခံစားတဲ့သဘောစားလိုက်တဲ့ရတာလည်းခံစားတဲ့သဘောထိလိုက်တဲ့အတွေ့လည်းခံစားတဲ့သဘောသိလိုက်တဲ့စိတ်ကလေးလည်းခံစားတဲ့သဘောလှမ်းတာလည်းခံစားတဲ့သဘောထိုင်တာလည်းခံစားတဲ့သဘောပေါက်တာလည်းခံစားတဲ့သဘောယူတာလည်းခံစားတဲ့သဘောပဲရှိတယ်ဧကောဓမောတစ်ခုတည်းတည်းနေတယ်လို့ကအဲ့တော့သောတာပန်များစားတာကအာဟာရဝေဒနာကိုစားနေတာနာဣလက္ခဏာဒုက္ခဝေဒနာဒုက္ခဝေဒနာပညာလွတ်နေပါလေဗျခေါ်ဝေါ်သမုတ်ထားတဲ့အဝိဇ္ဇာမာနေနပညာမရှိတော့ပါဘူးဗျဝိဇ္ဇာပညာကျမ်းနေပါလေဗျာနာဣလက္ခဏာပြစ္ဆုတ်ပန်စိတ်ကလေးကနာဣလက္ခဏာခံစားတဲ့သဘောပြစ္ဆုတ်ပန်တဲ့တယ်လေခံစားတယ်ဒါလေးပဲရှိပါလေဗျသောတာပန်စားနေပါဗျာသရဂံစားနေကတော့တလောကလုံးဟာဖြစ်ဘာဖြစ်နေလဲလို့သူဟာယုတ်မျက်စိနဲ့မြင်လိုက်တဲ့အခါဒုက္ခဝေဒနာကိုဒုက္ခဝေဒနာဖြစ်လို့စားလိုက်တဲ့ရတာကိုမြင်သောသရဂံများဟာရုပ်ကိုမြင်နေခြင်းကြောင့်မလို့အလုဘလက္ခဏာမြင်နေခြင်းကြောင့်မလို့မျက်စိကမြင်လိုက်တဲ့အချိန်ကလည်းဝေဒနာဖြစ်နေပြီဒုက္ခမခံစားနိုင်တော့ဘူးဒုက္ခဝေဒနာဖြစ်နေပြီမြင်တာလည်းဝေဒနာကြားတာလည်းဝေဒနာနာတာလည်းဝေဒနာစားတာလည်းဝေဒနာထိတာလည်းဝေဒနာသိတာလည်းဝေဒနာယူတာလည်းဝေဒနာပေါက်တာလည်းဝေဒနာထိုင်တာလည်းဝေဒနာအိတ်လိုက်တာလည်းဝေဒနာကြီးတလောကလုံးဖြစ်တယ်သူကဝေဒနာသတိပ္ပံဝေဒနာနှုတ်ပါတာဟုတ်ဝေဒနာကြီးဖြစ်နေပါတယ်ဗျာသရဂံမြတ်စားလိုက်တဲ့အရသာဟာဖြင့်စားရတဲ့ဥစ္စာဒုက္ခမခံစားနိုင်တော့ဘူးဒုက္ခဝေဒနာဖြစ်နေလို့သူ့မှာဝေဒနာမခံစားနိုင်တော့ဘူးပါဗျာဝေဒနာနဲ့စားပါတယ်ဗျာဘောတာပန်ကနာဣလက္ခဏာနဲ့စားခံစားတဲ့သဘောတရားနဲ့စားသရဂံကဒုက္ခဝေဒနာကိုဒုက္ခဝေဒနာဖြစ်လို့ဝေဒနာဖြစ်နေလို့စားလိုက်တဲ့ရတာဝေဒနာဖြစ်နေဒုက္ခဝေဒနာဖြစ်ဝေဒနာနဲ့စားပါတယ်ဗျာအနာဂါကြီးစားတာကတော့အပြင်အာရဏ6ပါးကဏကြေသွားလို့ယုတ်ကဏနံကဏကြေသွားလို့ညွတ်เสียမရှိဘူးစိတ်တသတိဉာဏ်စိတ်တနုပဒနာဖြစ်လို့အပြင်အာရဏ6ပါးပြုတ်ကျသွားတော့စားလိုက်ရတဲ့အရသာမှာရုပ်ချင်းထိခိုက်လိုက်တဲ့ဥစ္စာယုံနာဖြစ်လာတဲ့ဥစ္စာကိုအဲ့ဒါဆင်းရဲနှစ်ပါးပေါင်းစုံလိုက်ရတဲ့ခန္ဓာ၅ပါးဖြစ်လာရတဲ့ဥစ္စာဆင်းရဲတာရုပ်ချင်းထိလိုက်တဲ့ဥစ္စာဆင်းရဲအဲ့ဒီဆင်းစိတ်ဓာတ်သတိပ္ပံဟုတ်သူကစိတ်ဓာတ်သတိပ္ပံစိတ်ဓာတ်နှုတ်ပါဒနာဖြစ်နေတဲ့အနာဂံကြီးများဟာအပြင်အာရဏ6ပါးပြုတ်ကျနေတဲ့ပုဂ္ဂိုလ်ဗဟိတအာယုမရှိတော့ဘူးသူကကဏကြေလို့အသင်နေလဲကဏကြေအသံနေလဲကဏကြေအနံနေလဲကဏကြေရတာတွေလဲကဏကြေအတွေ့တွေလဲကဏကြေဓမ္မတွေလဲကဏကြေအပြင်အာရဏ6ပါးပြုတ်ကျသွားအတွင်းအာရဏလေးကျန်အဲ့ဒီအတွင်းအာရဏလေးကျန်တော့အပြင်အာရဏနဲ့ရတာရုပ်နဲ့ထိကြိုက်လိုက်တဲ့အချိန်ခါမှာဆင်းရဲသွားတယ်ဆင်းရဲလာကြီးလားစားနေရတာဆင်းရဲလာကြီးလားအာဟာရယုတ်ကြီးအာဟာရမစားကြတယ်မစားရပြန်လေဒီခန္ဓာကြီးရှင်မမဟုတ်ဘူးအာဟာရယုတ်ကြီးအာဟာရဖြည့်သွင်းပြီးမှအာဟာရမစားပြန်လေဒုက္ခပဲစားရပြန်လေဒုက္ခပဲဆင်းရဲစားရပြန်လေဆင်းရဲလာကြီးလားမြင်ရပြန်လေဆင်းရဲလာကြီးလားကြားရပြန်တော့လေဆင်းရဲလာကြီးလားနာရပြန်တော့လေဆင်းရဲလာကြီးလားစားရပြန်လေဆင်းရဲလာကြီးလားယုံနာဖြစ်လာတယ်ဆင်းရဲအတွေ့နဲ့ကိုယ်နဲ့ထိမှန်လိုက်ရတာလေဆင်းရဲလာကြီးလားမနောနဲ့ဓမ္မနဲ့သိရပြန်တော့လေဆင်းရဲလာကြီးလားယိုရပြန်တော့လေဆင်းရဲပြန်လားဆင်းရဲလာကြီးလားမယိုရရင်ကောင်းမှာပဲယိုရရင်ဆင်းရဲလာပြီပေါက်နေရရင်ဆင်းရဲလာကြီးလားမပေါက်ရလို့ရှိရင်မပေါက်ရတော့ဘူးချမ်းသာတော့မယ်ပေါက်နေရတာဆင်းရဲလာကြီးလား
သွားရရင်မသွားရလို့ရှိရင်ချမ်းသာတော့မယ်သွားနေရတာလည်းဆင်းရဲလာကြည်လားထိုင်ရပြန်လည်းဆင်းရဲလာကြည်လားမထိုင်ရရင်ချမ်းသာတော့မယ်အဲ့တော့စိတ်တသတိပ္ပံစိတ်တနုပ္ပသနာအနာဂံကြီးများဟာဖြင့်မြင်ရတာလည်းဆင်းရဲတယ်ပဲကြားရတာလည်းဆင်းရဲတယ်နာရတာလည်းဆင်းရဲတယ်ပဲစားရတာလည်းဆင်းရဲတယ်ထိရတာလည်းဆင်းရဲတယ်ပဲသိရတာလည်းဆင်းရဲတယ်ယူရတာဆင်းရဲတယ်ပေါက်ရတာဆင်းရဲတယ်အိတ်လိုက်ရတာလည်းဆင်းရဲတယ်ပဲအကုန်ဆင်းရဲအနာဂါကြီးကစိတ်ဓာတ်သတိထားကိုအပြင်အာရဏ6ပါးပြုတ်ကြသွားတယ်အခုစိတ်ဓာတ်သတိထားဆိုတာအပြင်အာရဏ6ပါးရှုပ်เสียမရှိတဲ့ပုဂ္ဂိုလ်ကစိတ်ဓာတ်သတိထားခေါ်တယ်ဘာကြောင့်လဲစိတ်ဓာတ်သတိထားနောက်ရုပ်နဲ့နာနဲ့ဖြစ်လာလို့ဖာတာဖြစ်လို့ဝေဒနာဖြစ်လာဆင်းရဲသွားခန္ဓာ၅ပါးဖြစ်တာဟုတ်ဆင်းရဲသွားအဲ့ဒါကြောင့်မလို့အနာဂါကြီးများဟာဆင်းရဲတယ်အဲ့ဒါအနာဂါကြီးများစားတဲ့ဥစ္စာခန္ဓာဖြစ်လာတဲ့ယုံနာ2ပါးဖြစ်လာရတဲ့ဥစ္စာဆင်းရဲပါတယ်ဗျာစားလိုက်ရတာဆင်းရဲလာကြီးလားစားရပြန်မစားရရင်ချမ်းသာတော့မယ်စားနေရတာလည်းဆင်းရဲလာကြီးလားကြားရတာလည်းဆင်းရဲတယ်နာရတာလည်းဆင်းရဲတယ်ပဲစားရတာဆင်းရဲတယ်ထိရတာဆင်းရဲတယ်သိရတာဆင်းရဲတယ်ထိုင်ရတာဆင်းရဲတယ်အိပ်ရတာလည်းဆင်းရဲတယ်ယူရတာဆင်းရဲတယ်ပေါင်းရတာဆင်းရဲတယ်ဆင်းရဲတာကြီးပဲသူ့မှာတခါတည်းဖြစ်ယုံနာဖြစ်လာရင်ဆင်းရဲအဲ့ဒါကအနာဂံကြီးများစားတာပါဗျာသောတာပန်ကနာဣလက္ခဏာခံစားတဲ့သဘောနဲ့စားတယ်သရဂံစားတာကဝေဒနာဖြစ်နေလို့ဝေဒနာစားတဲ့အရသာကိုဝေဒနာဖြစ်လို့ဝေဒနာနဲ့စားတယ်အနာဂါကြီးစားတာကရုပ်ချင်းထိခိုက်လိုက်တဲ့ချိန်ကဆင်းရဲလာကြီးလားယုံနာဖြစ်လာပြီးဆင်းရဲလာကြီးလားမစားရရင်တော့ချမ်းသာမှာပဲလို့မစားရရင်ကောင်းမှာပဲလို့အဲ့ဒီဟာစားရရင်ဆင်းရဲနေပြီးဆင်းရဲတာကြီးနဲ့စားယဟန္တာများစားတာကတော့ဘယ်လိုစားတယ်လဲယဟန္တာစားတာချိုရင်လဲချိုတာစားတာချိုတာပဲငါနာစားရင်ငါနာပဲချင်းနာစားရင်ချင်းနာပဲစိတ်နာစားရင်စိတ်နာပဲမြင်တာလဲမြင်တာပဲကြားတာလဲကြားတာပဲနာနာလဲနာနာပဲစားတာလဲစားတာပဲအကုန်လုံးဓမ္မသဘောနိဗ္ဗာန်ကြီးမြင်နေပြီဓမ္မသဘောကြီးဖြစ်တယ်ချိုတာပေါ့ငါပဲချိုတယ်လို့သိညာမရှိဘူးလို့ဓမ္မသဘောကြီးချိုတာပဲလို့ဓမ္မသဘောကြီးစားတယ်ယဟန္တာများစားတာကချိုတာပဲလို့ချိုတာကနေပြီးတော့ဝေဒနာမဖြစ်ဘူးလို့ဝေဒနာတွေဖြစ်ပြက်တွေဆုံးနေပြီလို့ဝေဒနာတွေကောင်းနေပြီလို့ဓမ္မသဘောကြီးဖြစ်နေပြီဖြစ်ပြက်ဆုံးနေပြီလို့ဒုက္ခဝေဒနာဒုက္ခဝေဒနာလွတ်သွားပြီစိတ်တသတိပဋ္ဌာန်ကနေပြီးဓမ္မအခုသွားပြီလို့အဲ့ဒါယဟန္တာစားတာကရှင်းတာပဲလို့ငါနာပဲလို့သတ်တာပဲလို့ဒါ